မကွေးတိုင်းတရက်မြို့မှာလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအမျိုးသမီးတွေကိုအဓိကပြစ်မှတ်ထားဖမ်းဆီးနေပြီးဇွန်လ6ရက်နေ့ကအမျိုးသမီးတဦးအတွင်းခံမပါလို့ဒဏ်ငွေ3000ကောက်ခံလိုက်တယ်လို့ဒေသတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။တရက်မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေနဲ့လမ်းဆောင်လမ်းခွာတွေမှာစစ်ကောင်စီရဲ့ရဲနဲ့ပြူတွေကလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးစစ်ဆေးနေပြီးပြစ်ချက်မတွေ့ပါကအမျိုးသမီးတွေအတွင်းခံပါမပါတေချာကြည့်ပြီးငွေညှစ်ရိုင်းဆိုင်နေကြတာလို့သိရှိရပါတယ်။ဇွန်လ6ရက်နေ့ကရက်ကွက်ထဲကိုခေါင်းလျှော်ရေးသွားဝေတာအုတ်ထုတ်လိုင်စင်လည်းအကုန်ပါတယ်။သူကလောနဲ့ထွက်တာဆိုတော့ဗရာမဝေးလိုက်မိဘူး။အဲ့ဒါကိုဗရာမပါလို့3000တောင်းနေပြောတယ်။ကြားလို့မှမကောင်းဘူး။ကျမတို့မျိုးကလို့ဒေသခံမျိုးသမီးတဦးကမြို့တော်ကိုပြောပါတယ်။ဒါအပြင်လိုင်စင်မဲ့ရင်တွေဖမ်းဆီးရမှာလဲအင်ကြီးနှစ်ထပ်ဝစ်ပြီးကျဲသီးမတက်ထားတာနဲ့နောက်ချိန်နှင်းချထားတာမိကြီးဖွင့်ထားတာတောက်မဖြုတ်တာဖွန်ခလုတ်ပြက်တာကာဘာပြုတ်နေတာကအစအသေးစိတ်ဖန်စီပြီးငွေညှစ်နေတယ်လို့သိရှိရပါတယ်။ကာဘာမစုံရင်လေ3000ဗတ်မှန်တစ်ဖက်ကွဲလေ3000လိုင်စင်မရှိရင်ထောင်ချတယ်စိုက်ကယ်သိန်းနဲ့3လတန်းချတယ်ငွေတန်3သိန်းပေးရတယ်လို့ရဲနဲ့နှိဆက်သူတဦးကမြို့တော်ကိုပြောပါတယ်။စစ်ကောင်းဆောင်ကလိုင်စင်မဲ့ရင်ဖမ်းဆီးဖို့အမိန့်ပေးပြီးနောက်မှာတိုင်းနယ်ပြည်နယ်တွေမှာဇွန်လ3ရက်နေ့အထိဖမ်းဆီးခံခဲ့ရတဲ့မော်တော်ယာဉ်ဆိုင်ကယ်236စီးနဲ့ကား64စီးရှိခဲ့တယ်လို့သိရှိရပြီးမြေပြင်မှာလှုပ်ရှားခွင့်တွေရနေကြတာဖြစ်လို့ရဲတပ်ဖွဲ့နေတိုင်းတွေကြားလုံခြုံရေးတာဝန်ယူရဖို့ထက်လိုင်စင်မဲ့ဘိန်းဖမ်းရဖို့ကိုအလူအယက်တာဝန်ယူနေကြတယ်လို့လည်းရဲနဲ့နှိဆက်သူတွေထံကစုံစမ်းသိရှိရပါတယ်ရှင်။